တေမင်းမမြင်ရသို့သွားကြစို့ကြောင့်တရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဖုံးတော်သခင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာကုံကိုအာယုံပြုကာတိကျူးဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတကထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာသက်ချစ်လက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ញင်းကြီးဟုကျတိထဝေငါးသွဲအစုအလုံးခဲရင်တော်မူတို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတ်တော်မူရသည်ဖြစ်ဖြစ်ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစေဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဏကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏိကတတ္တဝါများရင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတတဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မဲ့သွေဖြစ်ပါစေတည်းကျေးဇူးတော်ရှင်ဘိဒဇမဟာရထကုအကမကမ္မထာနာစရိယမဟာစီအုံရှောင်းဩဝါဒစရိယဆရာတော်ဘုရားကြီးပူဇော်သောအဖြစ်ဆရာတော်ဘုရားကြီးလမ်းညွန်ပြတာတပည့်တရားဓမ္မတွေကိုဆွဆုံးမခဲ့တဲ့ဘုရားမြတ်စွာဟောကြားတဲ့တရားဓမ္မတွေအတိုင်းသေမင်းမမြင်ရသို့သွားကြစို့ဆိုတာဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေထဲမှာအဒတ္တနံမစ္ဆုရာဇတ္တကိစ္စေဆိုတဲ့ဒီစာပိုက်လေးကိုမြတ်စွာဘုရားကိုယ်တိုင်ထုတ်ဖော်ပြီးတော့ဟောထားတာရှိတယ်အဒတ္တနံမစ္ဆုရာဇတ္တကိစ္စေမစ္ဆုရာဇတ္တသေမင်းဤအတ္တတနာမမြင်ရယတ်တုကိစေသွားရောက်ရသွားရောက်ရဤသွားရမယ်သွားချဆိုလို့ဆိုတဲ့အဓိပ္ပာယ်ပဲနော်မှန်ပါပါဗျာသေမင်းမမြင်တဲ့နေရာမရောက်မချင်းဘုန်းကြီးတို့တွေဖန်တလဲလဲသေဆုံးခြင်းနဲ့ရင်ဆိုင်ကြရမှာပေါ့မှန်ပါပါဗျာအဲ့ဒါလို့သေဆုံးခြင်းနဲ့ရင်ဆိုင်မှုကနေလွတ်မြောက်ဖို့အတွက်ရသော်ဗျာကိုယ်တိုင်ကတဖွာဘဝဆုံးမဩဝါဒပေးတဲ့အနေအတ္တတနံမစ္ဆုရာဇတ္တကိစ္စေသေမင်းမမြင်နိုင်တဲ့နေရာကိုသွားကြသေမင်းမမြင်နိုင်တဲ့နေရာသွားကြရမယ်သွားဖို့ကြိုးစားကြရမယ်တရားဓမ္မကျင့်ကြံကြိုးကိုအထုတ်နေတဲ့ပုဂ္ဂိုလ်တွေဟာဘယ်သွားနေကြတာတော့ဆိုသေမင်းမမြင်ရအရက်ကိုသွားနေကြမှန်ပါပါဗျာသေမင်းမမြင်ရအရက်ကိုရောက်သွားပြီဆိုတဲ့ပုဂ္ဂိုလ်ဟာနောက်ထပ်သေမင်းကကိုယ်ရှာတွေ့မှာမဟုတ်တော့မှန်ပါပါအဲ့ဒါလို့သေမင်းရှာမတွေ့သည်တိုင်အောင်သေမင်းကိုပုံးကွယ်ရှောင်ရှားနိုင်ဖို့ဟာအမှန်တမ်းအရေးကြီးတယ်ပေါ့သေမင်းကိုပုံးကွယ်ရှောင်ရှားနိုင်ခြင်းမရှိသေးသမျှကာလပတ်လုံး
သိမင်းရဲ့လွှမ်းမိုးနှိမ့်ဆက်မှုခံကြရမှာဒီလိုသီလသမာဓိပညာအကျင့်သိက္ခာတွေနဲ့ပြည့်စုံတဲ့ဆရာတော်ဘုရားကြီးသိမင်းလည်းသိမင်းလွတ်ရနေရဌာနမရောက်သေးသမျှကာလပတ်လုံးသိဆုံးခြင်းဆိုတာနဲ့ရင်ဆိုင်ရတာပေါ့မှန်ပါပါဗျာဒါကိုတံဝေကယူချဒီတံဝေကရဲ့စွမ်းအားတွေကိုမိမိတို့ရင်ထဲမှာပြိုးပြီးတော့ဒီအရှိန်အဟုန်တွေနဲ့သိမင်းမမြင်ရအရက်ကိုရောက်အောင်ခြိတက်ဖို့တွားရောက်ဖို့လိုအပ်တယ်ပေါ့မှန်ပါပါဥလိမတုံတွားရောက်နေဖို့လိုအပ်တယ်အပူရပြင်းတွားရောက်ဖို့လိုအပ်တယ်လမ်းကြီးမှာကြမ်းကြနေဖို့မသိဘူးကြမ်းကြနေလို့ရှိရင်တကွေ့သိမင်းနဲ့တွေ့နေအောင်မှာပဲအဲ့ဒါကြောင့်မလို့မတွေ့ရအောင်သိမင်းနဲ့မတွေ့ရမယ့်အရက်သိမင်းမမြင်နိုင်တဲ့အရက်ကိုသွားပါလို့မြတ်စွာဘုရားကဒေသနာတော်တွေမှာဒီတိုင်းပဲတိုက်တွန်းထားတာရှိတယ်နော်မှန်ပါပါဗျာအဋ္ဌတနံမစ္စုရာဇတကိစေအဲ့တော့သိမင်းဆိုတာဘု து ပြောနေတာလေသိမင်းမမြင်တဲ့အရက်ဆိုတာကြတော့ဘာလဲဘုန်းကြီးတို့နေတဲ့နေရာကသိမင်းမြင်နေတဲ့နေရာလားဘာကြောင့်သိမင်းမြင်တဲ့နေရာလို့ခေါ်တယ်လဲဆိုခန္ဓာရှိနေတဲ့လောကကြီးတစ်ခုလုံးဟာသိမင်းနဲ့ရင်ဆိုင်တိုးနေတဲ့နေရာတွေကြီးပဲမှန်ပါပါဗျာခန္ဓာရှိလျက်သိမင်းကိုရှောင်ကွင်းလို့မရဘူးခန္ဓာမရတော့ဘူးဆိုလို့ရှိရင်တော့သိမင်းရဲ့စက်ကွင်းကလွတ်ကင်းပြီလို့ဒီလိုပြောခန္ဓာဆိုတာခန္ဓာတစ်ပါးရှိလည်းမလွတ်ဘူး၄ပါးရှိလည်းမလွတ်ဘူး၅ပါးဆိုတာတော့မပြောနဲ့တော့နော်မှန်ပါပါဗျာခန္ဓာတစ်ပါးရှိတဲ့တတ္တဝါတွေသိမင်းရဲ့မြင်ကွင်းကမလွတ်ဘူးခန္ဓာ၄ပါးရှိတဲ့တတ္တဝါတွေလည်းမလွတ်ဘူးခန္ဓာ၅ပါးလုံးရှိတဲ့တတ္တဝါတွေလည်းမလွတ်ဘူးဒါခန္ဓာရှုထောင့်ကပြောရင်အာရဏဓာတ်ရှုထောင့်ကရှိအလုံးချုံကုန်ပြောရင်တော့ယုံနဲ့နံနှစ်ခုရုပ်ရှိတဲ့တတ္တဝါကြီးလည်းမလွတ်နိုင်ဘူးနာကြီးရှိတဲ့တတ္တဝါလည်းမလွတ်နိုင်ဘူးယုံနဲ့နှစ်ခုပေါင်းစပ်ထားတဲ့တတ္တဝါလည်းသိမင်းမမြင်ရအရက်ကိုမရောက်နိုင်သေးဘူးတဲ့မှန်ပါပါဗျာအဲ့တော့လောကကြီးမှာကာမဘုံပဲဖြစ်ဖြစ်32ဘုံတွေကကာမဘုံပဲဖြစ်ဖြစ်ရူပဘုံပဲဖြစ်ဖြစ်အရူပဘုံပဲဖြစ်ဖြစ်32ဘုံလုံးဟာသိမင်းကလွတ်ကင်းတဲ့ဘုံဆိုတာမရှိနိုင်မှန်ပါပါဗျာသိမင်းကလွတ်ကင်းတဲ့ဘုံမရှိနိုင်သည့်အတွက်ကြောင့်မြတ်စွာဘုရားဒေသနာတစ်ခုမှာဟောထားတာရှိတယ်နော်နအန္တလိခေကောင်းကင်မှာနေလဲသိမင်းရဲ့စက်ကွင်းကမလွတ်ဘူးတဲ့တေးမှာပဲမှန်ပါပါဗျာနသမုဒ္ဒမစ္စေပင်လေအလေကောင်ရောက်နေလဲသိမင်းလက်ကမလွတ်ဘူးတဲ့နပပတနံဝိဝရံပဝိတတောင်ခေါင်းနဲ့အောင်းနေလဲပဲမလွတ်ဘူးတဲ့မှန်ပါပါ32ဘုံတေဘူးမကကာမရူပအရူပလို့ဆိုရယ်ဒီဘုံတွေမှာနဝိစတိသောဇဂတိပတိသောသိမင်းလွတ်တဲ့ဘုံဌာနအယရိတဆိုတာရှိကိုမရှိဘူးလို့ဒီလိုပြောတာအဲ့တော့ကိုယ်ဘယ်နေရာရောက်နေတယ်ဆိုတာကိုကိုယ်စမ်းစစ်ဖို့လိုတာပေါ့တို့ရောက်နေတဲ့နေရာသိမင်းလွတ်ကင်းတဲ့နေရာဟုတ်ကလားလို့ဆိုမလွတ်တဲ့နေရာနော်မလွတ်တဲ့နေရာရောက်ယထထိတံနပတဟေယမစ္စုတေခြင်းတရားကတော့မဟုတ်သိမင်းကမနှိမ့်ဆက်နိုင်အောင်ရောက်နိုင်တဲ့နေရာဒီလောကကြီးထဲမှာမရှိဘူးတဲ့ဒီလိုပြောတာနော်မှန်ပါပါဗျာအဲ့တော့သိမင်းရဲ့နေရာလည်းအမှန်ကျဲတာဒါဖြင့်သိမင်းလွတ်ကင်းတဲ့နေမြေရောရှိရလားလို့ဆိုရှိတယ်လွယ်လွယ်နဲ့တော့မရောက်နိုင်ဘူးတဲ့အဲ့ဒီနေမြေမစ္စုဒေယံသူဒုတ်တရံအဲ့ဒီကိုရောက်ဖို့အရောက်သွားဖို့အမှန်တမ်းခက်ခဲတယ်သူဒုတ်တရဖြတ်ကျော်ဝင်ရောက်ဖို့အမှန်တမ်းခဲရင်းနဲ့မစ္စုဒေယသိမင်းရဲ့လွှမ်းမိုးအုပ်ချုပ်တဲ့နေရာကြီးဆိုပါတော့32ဘုံပဲမှန်ပါပါခန္ဓာရှိတဲ့ဘုံတွေအားလုံးဟာသိမင်းရဲ့လွတ်ကင်းတာတူမှမရှိမြတ်စွာဘုရားကိုယ်တိုင်ပဲ32ဘုံထဲမှာပါဝင်နေတာဖြစ်တော့ကြောင့်သိမင်းမလွတ်ကင်းဘူးရှင်သာရိပုတ္တရာရှင်မမောက္ကလ32ဘုံထဲမှာရှိနေတဲ့အချိန်
သေမင်းရဲ့လက်တွင်းကမလွတ်ကင်းဘူးတဲ့ဒါတွေကဆင်ញင်စဉ်းစားကြည့်လို့ရတဲ့ကိစ္စတွေပေါ့နော်မှန်ပါဗျာဒါမှမဟုတ်30ပုံထဲမှာဆိုရင်သေမင်းရဲ့နှိမ့်ဆက်မှုကလွတ်ကင်းတဲ့ပုံဆိုတာမရှိဘူးလို့ဒီလိုဒေသနာတော်ရလည်းမှတ်ကြရတယ်တကယ်လည်းပဲလက်တွေ့အားဖြင့်လည်းပဲလွတ်ကင်းနိုင်ရှိလွတ်ကင်းနိုင်တဲ့ဒီဖြတ်ကျော်ဖို့ကျော်လွန်ဖို့သူ့ပစ္စုဒိယလို့ဆိုတဲ့ကာမဘုံရူပဘုံအရူပဘုံတေဘုမကဘုံ3ပါးတော့မဟုတ်32ဘုံခန္ဓာတွေနဲ့ဖွဲ့စည်းထားတဲ့ဒီဘုံကြီးကိုကျော်သွားဖို့ဆိုတာဒါကြီးကိုလွတ်မြောက်အောင်ကျော်ထွက်ဖို့ဆိုတာအမှန်တမ်းခဲနေမစ္စုဒိယံသူထုတ်တရခဲရင်နဲ့လို့ပြောတာမရောက်နိုင်ဘူးလို့ပြောတာမဟုတ်ဘူးမှန်ပါဗျာခဲရင်နဲ့ဖြတ်ကျော်ဖို့ခဲရင်နဲ့ဆိုဒါဖြင့်ဖြတ်ကျော်တဲ့ဤစနစ်တွေရောမရှိဘူးလားဆိုရှိတယ်သွားသေမင်းမမြင်ဟာကိုသွားမယ်ဆိုရင်ဘယ်လိုသွားမလဲမြတ်စွာဘုရားကိုယ်တိုင်ကသေမင်းမမြင်ရာဘုံဌာနတွေကိုလည်းသေမင်းမမြင်ရာနေရာတွေကိုလည်းပဲညွှန်ကြားပြသဘယ်လိုသွားရမယ်ဆိုတာကိုလည်းညွှန်ကြားပြသထားတာပဲအဲ့ဒီလမ်းကြောင်းကပဲသွားရတခြားလမ်းကြောင်းမရှိဘူးပေါ့နော်မှန်ပါပါဗျာအဲ့တော့သေမင်းနဲ့ပြောနေကြတာဘယ်သူကသေမင်းလဲဆိုတဲ့အခါကျတော့မြတ်စွာဘုရားရဲ့ဒေသနာတော်တစ်ခုကြည့်တန်ရုပ်ပါဠိတော်မှာခန္ဓာဝကတန်ရုပ်ပါဠိတော်ယောဘိခေရူပတ္တဥပ္ပါရောဒုက္ခတိတောဥပ္ပါရောရောဂနံထိတိစရာမရဏတ္တပတုပါဟောခန္ဓာရလာတာသေမင်းရလာတာပဲမှန်ပါပါဗျာအဲ့တော့သေမင်းနဲ့ဒီလိုတင်စားပြီးတော့သုံးတဲ့အခါမှာလူတွေကသေမင်းကအပြင်ကလာတာလို့ဒီလိုအောင်မိတ်ကိုရထားတဲ့ခန္ဓာကြီးကသေမင်းကြီးမှန်ပါပါဗျာကိုရထားတဲ့ရုပ်ကိုရထားတဲ့ဝေဒနာကိုရထားတဲ့သင်ညာကိုရထားတဲ့သင်္ခါရကိုရထားတဲ့ဝိညာဏရုပ်ဝေဒနာသင်ညာသင်္ခါရလို့ဆိုတဲ့ဒီခန္ဓာ၅ပါးကိုကသေမင်းကြီးပဲဒါကြောင့်မို့ခန္ဓာ၅ပါးရလာခြင်းသည်ပင်လင်စရာမရဏတ္တပါတုပါဝောတဲ့ကိုယ့်ရဲ့ဖွားဘက်တော်ကြီးပဲလေမှန်ပါပါဗျာသေမင်းကကိုယ်သေမင်းနဲ့ကိုယ်ပဲဟုတ်လားမှန်ပါပါတချို့ကပြောကြသေးတယ်အသက်မမေးနဲ့တဲ့သေမင်းကြားသွားမစို့ပြောသူကသေမင်းဖြစ်တခါတလေကြတော့ကလေးတွေပြောမင်းတို့သေမင်းမြင်ဘူးလားသေမင်းနဲ့ကြောက်စရာကောင်းတယ်ပြောမြင်ဘူးလားမမြင်ဘူးတဲ့အေးသေမင်းမြင်ဘူးချင်းမှန်ကလေးသာထောင်ကြည့်လိုက်လို့သေမင်းကတချို့သေမင်းကတဏှာလေးတွေလိမ့်ထားတာနော်မိတ်ကတ်တွေနဲ့အလှပြင်ထားတာလည်းရှိတယ်အသေမင်းဆိုတာတခြားမှဟုတ်မှာမဟုတ်ပဲခန္ဓာ၅ပါးဟာသေမင်းပဲဒါကြောင့်မြတ်စွာဘုရားသုတ်တန်တစ်ခုမှဟောထားတယ်ဝဋ္ဌကံရူပံဝဋ္ဌကာဝေဒနာဝဋ္ဌကာတင်ညာဟောဝဋ္ဌကာသင်္ခါရဝဋ္ဌကံဝိညာဏလို့သူကတတ်လက်တတ်တယ်သိလဲသိတတ်တယ်သူကိုယ်တိုင်ကလည်းသိတတ်တယ်သူများကိုလည်းတတ်သွားတတ်တယ်ဒါကြောင့်မို့လို့ခန္ဓာ၅ပါးကိုသူတတ်သမားလို့ပြောတာမှန်ပါပါအဲ့တော့သေမင်းဆိုတာလည်းသူပဲသူတတ်သမားဆိုတာလည်းသူပဲသေမင်းကတတ်တယ်ဆိုတာသူကိုယ်သူလည်းတတ်တယ်သူများကိုလည်းဆွဲခေါ်သွားတယ်ဆိုပါစို့ရုပ်28ပါးအဲ့ဒီထဲမှာရုပ်စစ်နိဗ္ဗာန်ရုပ်18မျိုးရှိတဲ့ထဲဓာတ်ကြီးလေးပါးကိုအမိပြုပြီးတော့အားလုံးဟာရှိနေကြမှန်ပါပါဗျာအဲ့ဒီထဲမှာပထဝီဓာတ်ကပြတ်သွားပြီဆိုလို့ရှိရင်ပထဝီဓာတ်တည်သွားပြီဆိုလို့ရှိရင်အာဘောတိဇောဝါယောဇန်နေယုတ်တွေရောခေါ်ပြီးတော့သွားတာသူကမှန်ပါပါသူတယောက်တည်းမသွားဘူးမှန်ပါပါဗျာနာနေပါခေါ်သွားတာအကောင်ကျန်တတ်သွားတယ်လို့ဒီလိုပြောတာနော်မှန်ပါပါဗျာဒါကြောင့်မို့လို့တတ္တသူကဘယ်သူလဲဆိုခန္ဓာ၅ပါးပဲမှန်ပါပါဗျာဘယ်သူကတတ်ထားလဲဆိုခန္ဓာ၅ပါးတတ်သွားတာပဲသေမင်းကဘယ်သူလဲလို့မေးရင်ခန္ဓာ၅ပါးပဲပေါ့ဒါမို့ယောဘိကွေရူပတ္တဥပ္ပါရောဒုက္ခတိတောဥပ္ပါရောတို့တွေဘဝမှာရုပ်တရားရလာတာဘာရလာဘာဖြစ်လာတာတုံးဆိုဒုက္ခကြီးဖြစ်လာတာ
ရောဂနံထိထိခန္ဓာကိုယ်ထဲမှာယောဂရလူတွေကတော့ပြောကြတယ်မသိရှာကြတော့ဘာယောဂမှမရှိဘူးဘာယောဂမှမရှိဘူးကျမ်းပါတယ်ကျမ်းပါတယ်မေးလိုက်လို့ရှိရင်ကျမ်းပါတယ်ယောဂမရှိဘူးကြီးပဲပြောတာပဲမေးကြည့်ပါလားပြောကြရတာပေါ့နော်မှန်ပါပါဗျာထောင်းနဲ့လုံနိုင်သေးသမျှတော့ယောဂမရှိဘူးပဲပြောတာမရှိဘူးတော့မဟုတ်ရှိနေတာယောဂဆိုတာဘယ်သူခေါ်တာတော့ဆိုခန္ဓာ၅ပါးခေါ်တာပဲဒါမို့ယောဂနံထိတိမွေးလက်ကလေးကယောဂရလာတာအဲ့ဒါကိုယောဂလို့မသိဘူးလေမှန်ပါပါဗျာယောဂလို့မသိဘူးဒီတဲ့ဆိုးလာမှယောဂလို့ထင်တာကိုဒါကြောင့်မို့မြတ်စွာဘုရားဟောထားတာလေရောဂနံထိတိရုပ်ရလာတာဟာရှင်းရှင်းပြောမယ်ဆိုရင်မျက်လုံးရလာတာမျက်လုံးဖြစ်ပေါ်လာတာဟာဒုက္ခဖြစ်ပေါ်လာတာနားဖြစ်ပေါ်လာတာဟာဒုက္ခဖြစ်ပေါ်လာတာနှာခေါင်းလျှာကိုဖြစ်ပေါ်လာတာဒုက္ခဖြစ်ပေါ်လာတာယောဂရလာတာအိုခြင်းနဲ့တည်ခြင်းပေါ်လာတာပဲဒီလိုဆိုလိုတာနော်မှန်ပါပါဗျာဒါကမြတ်စွာဘုရားတခင်ကိုရမြတ်ခိုးတော်တိုင်ခန္ဓာဝကတန်ရုပ်ပါဠိတော်တွေမှာဟောထားတဲ့စကားတွေပဲခန္ဓာဝကတန်ရုပ်တို့သလရဏဝကတန်ရုပ်ပါဠိတော်တို့ကြည့်မယ်ဆိုလို့ရှိရင်လူတဘာဝတွေကိုကွက်ကွင်းမြတ်စွာဘုရားရှင်းပြီးတော့ဟောထားတာဒါကြောင့်ယောဂဆိုတာလေတခြားရှာမနေနဲ့ခန္ဓာ၅ပါးရှိရင်ယောဂပဲအိုခြင်းသိခြင်းဆိုတာလေတခြားသွားရှာမနေနဲ့ခန္ဓာ၅ပါးဒီအိုခြင်းသိခြင်းပဲဒါကြောင့်မို့လို့ခန္ဓာ၅ပါးရထားတဲ့ပုဂ္ဂိုလ်ဟာဘယ်သူမှမသိတဲ့ပုဂ္ဂိုလ်မရှိဘူးတဲ့သိမင်းဆိုတာအစွဲပြူးကြီးနဲ့ပြင်မဲ့ကလာတာမဟုတ်ဘူးတဲ့ကြောက်เสียမကောင်းဘူးသိမင်းကြီးရဲ့ကိုယ်နဲ့တူတူနေတာအမြဲတမ်းနော်မှန်ပါပါဗျာဖီလိန်ပြင်စင်အလှပြင်လို့မလေသူကျွေးမွေးထားတာကျွေးမွေးထားတာလေမှန်ပါပါဗျာကိုကျွေးထားတာပဲအဲ့တော့သိမင်းဆိုတာတခြားမဟုတ်ဘူးဆိုတာဒါဖြင့်ခန္ဓာ၅ပါးမလွတ်သေးသမျှသိမင်းမမြင်ရအရာတို့တွေမရောက်နိုင်ဘူးလို့ဒီလိုပဲမှတ်မှာပေါ့မှန်ပါပါဗျာခန္ဓာ၅ပါးဖြစ်ပေါ်နေသေးသမျှသိခြင်းတရားနဲ့ရင်ဆိုင်ရမယ်ပေါ့ဘဝဆိုတာခန္ဓာကြီးဆိုတာတေချာစဉ်းစားကြည့်လိုက်ကိုယ်ခန္ဓာကိုယ်လေးကိုပြန်ကြည့်မယ်ဆိုရင်သုတ္တန်တကူကမြတ်စွာဘုရားဟောထားလေအဋ္ဌိနံနဂရံကတံမန္တလောဟိတလေးပနံလူတဘာဝကိုပုံဖော်ထားပုံလေးကိုကြည့်ဒီအယိုးပရိသအင်္ဂေဟာအဋ္ဌိနံနဂရံကတံဆိုအယိုးပရိသစကယ်တန်ပေါ့လူခန္ဓာကိုယ်ကတကယ်ကိုအယိုးပရိသရှိနေအိမ်ဆောက်ထားလို့ရှိရင်အိမ်မှာလဲနော်တိုင်နေထုတ်တွေရက်မာတွေနဲ့ဒီလိုဆောက်ထားတာမဟုတ်လားမှန်ပါပါဗျာလူခန္ဓာကိုယ်လည်းကြည့်အယိုးတွေနဲ့တိဆောက်ထားတယ်မှန်ပါပါဗျာအယိုးတွေအမာခံပြီးတော့ပြင်မဲ့ကအယိုးတွေတစ်ခုနဲ့တစ်ခုပြုတ်ထွက်မသွားအောင်အကြောတွေတို့အသားမြင်တွေတို့ဒါတွေနဲ့လှုပ်ပြီးတော့ပြင်မဲ့ကအရေပြားလေးနဲ့အုပ်ပေးထားတာအထက်ထဲကျတော့ဘာတွေထည့်ထားတော့တမိုးရှိတာတွေညာထည့်ထားတယ်မအောင်မိတ်လေးနဲ့ယထဇရာစမစ္ဆုစမာနောမခောစဩဟိတောတဲ့အဲ့ဒီအယိုးပရိသအင်္ဂေဟာကြီးဟာအထက်ထဲမှာဘာတွေရှိတုံးဆိုအိုခြင်းသဘောရှိတယ်သိမင်းကလည်းအဲ့ဒီအိမ်ထဲမှာပဲနေတာပဲမှန်ပါပါဗျာဒီထဲမှာစိတ်ကောင်းမရှိလို့ရှိရင်ကျေစုကမ်းခြင်းတို့ကိုယ့်ကိုယ်ကိုထင်ကြီးခြင်းတို့ဆိုတဲ့ဒါတွေပါလာတယ်မာနောမခောစာဩဟိတောငါမသိဘူးလို့ထင်တယ်ငါကြမ်းပါတယ်လို့ထင်တယ်ကိုယ့်အည်ချင်းနဲ့ကိုယ့်အည်သွေးအထင်ရောက်ပြီးတော့နေတာမျိုးပေါ့နော်မှန်ပါပါဗျာမက္ခကျေစုတရားကဏ္ဍတယ်ဟောခန္ဓာကိုယ်ထဲမှာခန္ဓာကိုယ်ကြီးကလည်းကျေစုကဏ္ဍမှန်နေမနဲ့မိုးလင်းကြတယ်ဘယ်သူလုံနေတာတုံးလို့တေချာစဉ်းစားကြည့်ကိုယ်နဲ့နည်းနည်းခွဲကြည့်လိုက်မနဲ့အိယာထားတာနဲ့ဘသူရဲ့ဝေယဝိစ္စတွေတို့လုံနာတော့ထင်တယ်လူတွေကတော့အမလီဒီပြညာတွေဝေယဝိစ္စလုံတယ်လို့ထင်တာမဟုတ်ဘူးခန္ဓာရဲ့ဝေယဝိစ္စလုံပေးနေရတာမှန်ပါပါဗျာမျက်နာသိရတယ်သွားတိုက်ရတယ်အမလီကော်ဖီလေးဖြော်တိုက်ရသေးတယ်မနဲ့စောစောဆိုကော်ဖီလေးနဲ့မတင်းတိမ်ရင်ဒီပြဟာလေးပါကျွေးရသေးတယ်မှန်ပါပါဗျာဘသူပြုစုနာတော့ဆိုသေမင်းကြီးကိုပြုစုနာလို့ပဲမြင်လို့ရတာပေါ့မှန်ပါပါဗျာ
တကယ်တဘာဝအဲ့တိုင်းပဲတကယ်ရအဲ့လိုပြုစုပြီးတော့နေတာဒီထဲမှာကိုမွေးထားတာကကိုပြန်တတ်တာပဲဒါတော့ဒီအိဗယ်လေးတွေကိုစဉ်းစားဆင်ခြင်ပေးတာလည်းပဲဒါ contemplation လို့ခေါ်တယ်အနုပဒနာဆင်ခြင်သုံးသပ်မှုကပစ္စောဝက္ခဏဘဟုပကာရာကျေးဇူးအလွန်တရာများတယ်ဆင်ခြင်သုံးသပ်မှုတွေရှိရခန္ဓာကိုယ်ကြီးရဲ့သဘာဝကိုဆင်ခြင်သုံးသပ်ပေးရတယ်အဲ့ဒါလို့ဆင်ခြင်သုံးသပ်ပေးခြင်းအဖြစ်အမှန်မြင်နိုင်တဲ့အသိဉာဏ်တွေဟာတဖြည်းဖြည်းချင်းရင့်တန်လာတာပေါ့ မှန်ပါဗျာ ကြည့်လေရှင်စုလပန်အလောင်းဘယင်ကြီးမျက်နှာမှာချွေးထွက်တဲ့အခါကျတော့အဝတ်ကလေးနဲ့တုပ်လိုက်ပြီးတော့ဒီခန္ဓာကိုယ်ကြီးကြောင့်အမှန်တန်ဖြူဖွေးတဲ့အဝတ်ကလေးကညစ်ပေသွားပါလားဒီဆင်ញင်မှုလေးကရှင်စုလပန်ဘဝမှာဝိပဿနာဉာဏ်ရဖို့အတွက်ကြီးမားသောအထောက်အကူတစ်ခုဖြစ်သွားတယ်လေမှန်ပါဗျာမြတ်စွာဘုရားကိုယ်တိုင်ကဘဝပိုင်းလေးပေးပြီးကမ္မထာရှုခိုင်းတာအဲ့ဒါနဲ့ဆက်ပေးတာပဲမှန်ပါဗျာအဲ့ဒါနဲ့ဆက်ပေးလိုက်တာဒါကြောင့်မို့ဘုရားကဘဝပိုင်းလေးပေးလိုက်တာကတမာရီထူထောင်မှုပေးတာတမာရီထူထောင်ပြီးတော့ဝိပဿနာကူးတဲ့အခါမှာလည်းပဲဒီဘဝပိုင်းလေးပေါ်မှာရှုမြင်သုံးသပ်ခဲ့တဲ့ contemplation ပေါ့နော်မှန်ပါဗျာအဲ့ဒါကအထောက်အကူဖြစ်စေတာဒီတစ်ချိန်တစ်ခါဖြစ်ခဲ့ရတဲ့ဒီအသိဉာဏ်လေးဟာပျောက်ပြယ်သွားတာမဟုတ်ပျက်ပြယ်ပြီးတော့မသွားပျောက်ဆုံးသွားတာမဟုတ်ခုခေတ်လို့ဆိုရင် online ဖြစ်သွားနော် online ဖြစ်နေတာပျက်ပြယ်မသွားဘူးဒါကြောင့်မို့လို့ဆင်ញင်သုံးသပ်မှုကမတ္တမအရေးကြီးတယ်ဆင်ញင်သုံးသပ်ပြရမယ်ကိုယ့်ကိုအမှတ်တမဲ့မနေနဲ့မှန်လေးကြည့်ပြီးရင်လှတယ်လို့မတွေးနဲ့မှန်လေးကြည့်ရင်အော်ငါအိုသွားပြီငါရောဟာမနေကြနဲ့မတူဘူးလို့ဒီလိုဆင်ញင်သုံးသပ်ပေးလို့ရှိရင်တနေ့တစ်ချိန်ကျတော့ဝိပဿနာဉာဏ်ရဲ့အထောက်အကူတွေအများကြီးဖြစ်လာမှာပဲမှန်ပါဗျာဒီရှင်စုလပန်ဖြစ်ပုံလေးဟာဒါတကယ်စာလာပေးလာစကားတစ်ခုပဲဘဝပိုင်းလေးပေးတာကဩရတကတိုင်းရှုဖို့ပေးတာဒီအိဗယ်ကဘယ်မှာထင်ရှားလဲလို့ဆိုရင်ရှင်စုလပန်ရဲ့အတိတ်ဝတ္ထုတွေကိုဖော်ပြတဲ့နေရာမှာသူဟာအတိတ်ဘဝတုန်းကဩရတကတိုင်းပေါ်မှာအလေးကျင့်လုပ်ခဲ့တယ်အဲ့ဒါနဲ့ဝါသနာဘာဂီဆိုတာမြတ်စွာဘုရားဆက်ပေးတာကျမ်းပုဂ္ဂိုလ်တွေကတော့မမြင်နိုင်ဘူးပေါ့မှန်ပါဗျာမြတ်စွာဘုရားရဲ့အာတယနုတယဉာဏ်တရားတွေရဲ့အတွင်းစရိုက်ပါလာတဲ့အစွဲဒါတွေကိုမြတ်စွာဘုရားကတော့နှိုင်းနှဲချွတ်ချွတ်သိတော့သူ့အတွက်ကမ္မထမ်းရှာတဲ့အခါမှာဟောဩရတကတိုင်းနဲ့တမာရီထူထောင်ပေးမယ်တမထအချင်းစဉ်ပြီးတဲ့အခါမှာဟောဒီဘဝလေးတုပ်ပြီးတော့ဘဝလေးကနေပြီးတော့ခန္ဓာကိုယ်ရဲ့အညစ်အကြေးကြောင့်ခန္ဓာကိုယ်အညစ်အကြေးကြောင့်ဘဝလေးမဲသွားတယ်လို့ဆိုတာခန္ဓာကိုယ်ပေါ်မှာအပြစ်မြင်သွားတဲ့သဘောလေးပဲမှန်ပါဗျာအဲ့ဒါလေးနဲ့မြတ်စွာဘုရားကဆက်ပေးလိုက်တာဆက်ပေးလိုက်တဲ့အခါကျတော့သူ့ရဲ့ဩရတကတိုင်းပေါ်မှာရှုနေတဲ့တမာရီစွမ်းအားတွေဟာတမန်ကောင်းလာတာဘဝလေးမဲသွားတာကိုကြည့်ပြီးအညစ်အကြေးတွေဘဝလူးတော့ပါလားလို့ဆိုတဲ့အချိန်မှာမြတ်စွာဘုရားကအေးအဲ့ဒါတင်အညစ်အကြေးလို့အောက်မေ့မနေနဲ့မင်းစိတ်ထဲမှာရာဂတွေရှိတယ်ဒေါသတွေရှိတယ်မောဟတွေရှိတယ်အဲ့ဒီအညစ်အကြေးကမှတကယ်အညစ်အကြေးအဲ့ဒါတွေပယ်ဖို့ကြိုးစားဆိုဟောလမ်းတဲ့ပေးလိုက်တာ ਨੇ ချက်ချင်းပဲရဟန္တာဖြစ်သွားတာလေမှန်ပါဗျာဒါရီကအထောက်အကူတွေအများကြီးဖြစ်တယ်ဒါကြောင့်မို့ဆင်ញင်သုံးသပ်မှုလေးတွေကလုပ်ပေးရတယ်လို့ဒီလိုပြောတာနော်မှန်ပါဗျာအဲ့တော့ contemplation ဆိုတာသိအရေးကြီးတယ်ပေါ့ဒါကြောင့်မို့ဆင်ញင်သုံးသပ်ပြီးတော့ပေးရတယ်ခန္ဓာ၅ပါးရှိနေသည်တမျှကာလပတ်လုံးသိခြင်းတရားကမလွတ်ဘူးဆိုတော့ဒါဖြင့်သိမင်းမမြင်ရတော့သွားကြမယ်ဆိုရင်ဘယ်လိုသွားမလဲသွားကြမယ်သွားဖို့ကြိုးစားတယ်ဆိုတော့ဘယ်လိုနည်းနဲ့ကြိုးစားရမလဲမြတ်စွာဘုရားရဲ့တရားတော်ဟာအမှန်တမ်းရှင်းလင်းပါတယ်အဲ့တော့ဘုရားဟောတဲ့ဒေသနာတော်လေးတွေနဲ့ကြည့်ရအောင်ဒေသနာတော်လေးကဟောထားတဲ့ဒေသနာတော်ကပုဂ္ဂိုလ်အလိုက်ဇေယိုက်နဲ့ခိုက်အောင်မြတ်စွာဘုရားကဟောထားတာသို့တော့ဘယ်လမ်းကြောင်းပဲဖြစ်ဖြစ်မက္ခိရှိပါလမ်းကြောင်းကသွားတာကြီးပဲအကုန်လုံးမှန်ပါဗျာလက္ခုဏကပရိယမထေနဲ့ပတ်သက်ပြီးတော့ဥဒ္ဒန်းစကားအနေနဲ့မြတ်စွာဘုရားကသေမင်းမမြင်တဲ့နေရာဘယ်လိုသွားမလဲဆိုတာလေးကိုဟောထားတာရှိတယ်နော်မှန်ပါဗျာဘုရားဟောတဲ့ပါဠိစကားလုံးလေးတိုင်းတချို့ဟာထည့်ပြီးတော့မှတ်သားကြ
ထိတေနကာယေနထိတေနစေတသာထိတေနကာယေနထိတေနစေတသာဆိုတာတခြားပြောတာမဟုတ်ဘူးကာယကံမှုကျွလွန်မှုလည်းမရှိဘူးကာယကံမှုသီလလုံခြုံတယ်လို့ပြောတာထိတေနစေတသာဆိုတာအကုသိုလ်တွေမဖြစ်အောင်ထိမ့်သိမ်းဆောက်ရှောက်ထားတဲ့ကာယကံမှုရှိတယ်နောက်တနည်းဒီကာယနဲ့ပတ်သက်လာတဲ့အကုသိုလ်မဖြစ်လာအောင်ထိမ့်သိမ်းဆောက်ရှောက်သီလဆိုလိုတာကသီလသာသနာတအာဓိလို့ဆိုတဲ့အတိုင်းမြတ်စွာဘုရားတရားတော်ရဲ့လုပ်ငန်းစပြီဆိုရင်သီလပဲစရတယ်ဒါမှန်ပါဗျာအားလုံးဟာသီလပဲစအဲ့ဒါကြောင့်သီလကိုအရေးမပါဘူးလို့ထင်ကောင်းထင်တယ်မဟုတ်ဘူးသီလဘယ်အတွက်အရေးပါတာတုံးဆိုတမာတိပဲအရေးပါတယ်တမာတိကဘယ်အတွက်အရေးပါတာတုံးဆိုပညာအတွက်အရေးပါတယ်ဒါဖြင့်သီလကနေဆက်သွယ်ပြီးတော့တမာတိကိုဘလို့ထောက်ကူပြုတာတုံးဆိုမြတ်စွာဘုရားထိုထိုသုတ်တန်နေမှာဟောတာအမတန်မှရှင်းတယ်သီလရှိလာပြီဆိုရင်အနဝိဇ္ဇဒုက္ခအပြစ်ကင်းတဲ့ချမ်းသာတစ်ခုရတယ်လူဆိုတာအပြစ်ရှိလို့ရှိရင်စိတ်ပူတယ်လေမှန်ပါဗျာကိုယ့်ကိုသိတယ်သူများမသိတာသာထားကိုလှုပ်တာသူများကတော့အကုန်သိချင်မှသိမယ်နော်ကိုယ့်ဘာကိုသိနေသည့်အတွက်ကြောင့်ကိုယ်စိတ်ထဲမှာကိုယ့်ဘာကိုဟန်တာလုံနေရကိုယ့်အကြောင်းကိုသိတယ်ဆိုတော့သီလံအဝိပတိတာရရတယ်သီလရှိပြီဆိုရင်အဲ့လိုဟန်လုတ်တရုပ်ဆောင်နေစရာမလိုဘူးစိတ်ကိုရှင်းနှလုံးမตายရမှုဆိုတာမရှိဘူးနှလုံးตายရတယ်လို့ဒီလိုပြောတာနော်မှန်ပါဗျာစိတ်နှလုံးကตายရတယ်စိတ်နှလုံးตายရတာကဘယ်ကိုတည်ဆောင်သွားတော့ဆိုအဝိပတိတာရောပါမောဇ္ဇထားရတယ်စိတ်နှလုံးตายပြီဆိုရင်သူကဝမ်းသာတယ်ဟုတ်တယ်လေကိုယ်တိလာလေးကိုအောင်ပြုဝမ်းသာတယ်ဝမ်းသာတော့ဘာဖြစ်ပီတိဖြစ်တယ်ပီတိဖြစ်တော့ဘာဖြစ်တယ်ကိုယ်စိတ်ငြိမ်းချမ်းမှုဆိုတဲ့ပတ္တတိလာတယ်ကိုယ်စိတ်ငြိမ်းချမ်းမှုပတ္တတိလာတာနဲ့ဒုက္ခဆိုတာစက်တိုင်လာတာဒါတွေကရှောင်လွဲလို့မရတဲ့အကြောင်းနဲ့အကျိုးတွေပဲမှန်ပါဗျာဒုက္ခလာတဲ့အခါဘာဖြစ်တယ်ဆိုဒုက္ခိနောစိတ်တံသမာဓိယတိကိုယ်စိတ်ချမ်းသာလာတဲ့ပုဂ္ဂိုလ်စိတ်လေးကငြိမ်တယ်လေစိတ်တည်ငြိမ်မှုရလာတယ်လို့ဒီလိုပြောတာသမာဓိယဆိုလိုတာကသီလကသမာဓိဖြစ်ဖို့အတွက်အထောက်အကူအများကြီးပေးတယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်မှန်ပါဗျာဒါကြောင့်မို့မဂ္ဂင်၈ပါးထဲမှာမြတ်စွာဘုရားသီလကိုရှေ့ဥစွာသီလကိုထည့်ပြီးတော့မဂ္ဂင်၈ပါးကိုဖွဲ့စည်းတဲ့အခါမှာသီလပါထည့်ဖွဲ့စည်းတာသမာဓိရလာရင်သမာဓိကဘာကိုဖြစ်စေတာတော့ဆိုသမာဓိရှိပြီဆိုရင်သမာဟိတောယထာဘူတံဇာနာတိပတ္တတိယထာဘူတဉာဏဒသနအမှန်မြင်မှာအမှန်မြင်မှတွေ့တာမှုဆိုပယ်လို့ရတယ်အမှန်မမြင်သေးသမျှအမှားနဲ့တွေ့နေအောင်ပါပဲဒါကြောင့်မို့လို့တမာတိရှိလာပြီဆိုရင်ယထာဘူတဉာဏဒသနဖြစ်လာရောဒီလိုအထောက်အကူပြုတယ်ဒါကြောင့်မို့သီလအရေးကြီးတယ်လို့ဒီလိုပြောတာမှန်ပါဗျာကောင်းပြီဒီမှာမြတ်စွာဘုရားကဥဒ္ဒံပါဠိတော်မှာဟောတဲ့ဒီစကားထိတေနကာယေနဆိုကိုရိလက်ရောက်အနေနဲ့ကိုချင်းသီလပြည့်စုံနေတယ်ကိုချင်းသီလပြည့်စုံတယ်ဒါကတပိုင်းကပြောမယ်ဆိုရင်နံပါတ်1သေမင်းမမြင်ရကိုသွားဖို့ကြိုးစားပြီဆိုလို့ရှိရင်သီလဝိတ္တုဒ္ဓိကိုချင်းသီလစင်ကြယ်အောင်ကြိုးစားရမယ်လို့ဒီလိုပြောတာမှန်ပါဗျာကာယကံဝစီကံစင်ကြယ်အောင်လုပ်ရမယ်သီလဝိတ္တုဒ္ဓိဖြစ်လာထိတေနစေတသာဆိုတာစိတ်တည်ငြိမ်မှုပြောတာအဲ့တော့စိတ်တည်ငြိမ်မှုဆိုတဲ့နေရာမှာနှမျိုးရှိတယ်ပေါ့သမထကျင့်စဉ်ကျင့်လို့စိတ်တည်ငြိမ်မှုဟာဥပ္ပစာရသမာဓိနဲ့တည်ငြိမ်တာရှိတယ်အပ္ပနာသမာဓိနဲ့တည်ငြိမ်တာရှိတယ်ဥပ္ပစာရသမာဓိအပ္ပနာသမာဓိရလာပြီဆိုလို့ရှိရင်စိတ်တဝိတ္တုဒ္ဓိစိတ်ဖြူစင်သွားပြီလို့ပြောတာသီလဖြူစင်ပြီးရင်စိတ်ဖြူစင်တာဒီနှစ်ခုကိုဒီမှာရည်ညွှန်းပြီးတော့ထိတေနစေတသာတည်ငြိမ်နေတဲ့တမာရီရှိတဲ့စိတ်တို့ဒီလိုဆိုလိုတာပေါ့မှန်ပါဗျာအဲ့လိုမဟုတ်ဘဲနဲ့ဝိပဿနာကျင့်စဉ်ကိုတိုက်ရိုက်သွားပြီဆိုတဲ့အခါကျတော့ခဏိကတမာရီနဲ့သွားတာခဏိကတမာရီနဲ့စိတ်တည်ငြိမ်မှုရလာနာဟိခဏိကတမာရီဝိနာဝိပဿနာနာမတံဘဝတိတဲ့ခဏိကတမာရီမပါဘဲနဲ့ခ
ခဏိကသမာဓိဖြင့်စိတ်တဝိတ္တုဖြစ်အောင်မလုပ်ဖဲနဲ့ဝိပဿနာဆိုတာမဖြစ်ဘူးတဲ့ မှန်လားပါဗျာ တော့အပ္ပနာသမာဓိဥပ္ပစ္ဆရာသမာဓိအပ္ပနာသမာဓိနဲ့စိတ်တဝိတ္တုဖြစ်အောင်လုပ်ရင်လုပ်မလုပ်ဘူးဆိုရင်ခဏိကသမာဓိနဲ့စိတ်တဝိတ္တုဖြစ်အောင်လုပ်ရမယ်လုပ်မှဝိပဿနာဆိုတာဖြစ်တယ်ဆိုလိုတာကသမာဓိမပါဘဲနဲ့ဝိပဿနာမဖြစ်ဘူးလို့ပြောလိုတာပဲ မှန်လားပါဗျာ ထို့သုတ်တန်နေမှာလည်းမြတ်စွာဘုရားဟောတယ်လေသမာဟိတောယထာဘူတံဇာနာတိပတ္တတိသမာဓိရှိတဲ့ပုဂ္ဂိုလ်ဟာယထာဘူတသိတယ်မြင်တယ်ဉာဏ်ကိုပြောတာသိတယ်ဆိုတာဉာဏ်ရဲ့လက္ခဏာမြင်တယ်ဆိုတာဉာဏ်ရဲ့အစွမ်းဒီနှစ်ခုခွဲခြားပြီးတော့အမြဲတမ်းပြောလို့ရှိတယ်သိတာကဉာဏ်ရဲ့ကိစ္စဉာဏ်ရဲ့လက္ခဏာနော် မှန်လားပါ သိခြင်းကဉာဏ်ရဲ့ကိစ္စသူ့ရဲ့အစွမ်းအစကမြင်တယ်ဒါကြောင့်မို့သိတယ်မြင်တယ်အဲ့ဒီမှာဘယ်နေရာဟောမြတ်စွာဘုရားရဲ့ဒီကျင့်စဉ်ဟာဒီတိုင်းပဲသွားတာပဲအကုန်လုံး မှန်လားပါ စကလုံးလေးပြောင်းရင်ပြောင်းမယ်ကျင့်စဉ်တူတူပဲဟောထိတေနကာယေနသီလဝိတ္တုကိုဟောတယ်ထိတေနစေတသာစေတဝိတ္တုကိုဟောတယ်ဟောသီလဝိတ္တုစေတဝိတ္တုရှိလာပြီဆိုလို့ရှင်ဘာလို့อ่ะတိဋ္ဌံနိသိဏောဥဒဝါတယာနောဧတံတတိံဘိက္ခုအဋိဋ္ဌာနောတတိပဒံကျင့်စဉ်တစ်ခုနဲ့ကြိုးစားတဲ့တတိကိုဥတည်ပြီးတော့ပြောတာတတိပဒံဆိုတာတတိတစ်ခုတည်းကိုဆိုလိုတာမဟုတ်ဘူးမဟာတတိပဒနာတုတ်ထဲမှာကြည်အာတာပိတမ္ပဇာနောတတိမှာအရေးကြီးတဲ့အင်္ဂါရပ်တွေဆိုလိုတာကတော့မဂ္ဂင်၈ပါးပါပဲမဂ္ဂင်၈ပါးတဲ့ကကာရပကမဂ္ဂင်ဆိုတာသမ္မာဒိဋ္ဌိရဲ့သမ္မာသင်္ကပ္ပရဲ့သမ္မာဝါယာမရဲ့သမ္မာတတိသမ္မာသမာဓိဒီ၅ခုအလုံးလုံးနေတာဝိပဿနာကျင့်နေတယ်လို့ပြောတာ မှန်လားပါဗျာ ဝိပဿနာကျင့်နေလို့ရှိရင်ဒီ၅ခုဖြစ်ကိုဖြစ်နေတာ မှန်လားပါဗျာ ဒီ၅ခုကအလုံးလုံးတာအလုံးလုံးနေတဲ့အခါမှာတခါတရံသမ္မာဒိဋ္ဌိကလွန်ကဲခြင်းလွန်ကဲမယ်သမ္မာသင်္ကပ္ပကလွန်ကဲခြင်းလွန်ကဲမယ်သမ္မာဝါယာမတို့ဒါတွေကလွန်ကဲခြင်းလွန်ကဲမယ်သမ္မာတတိကတော့လွန်ကဲတယ်လို့မရှိဘူးသမ္မာသမာဓိကလွန်ကဲခြင်းလွန်ကဲလိမ့်မယ်အားလုံးဟန်ချက်ညီညီတစ်ခုတည်းလို့ဖြစ်သွားပြီဆိုလို့ရှိရင်ဒါအောင်မြင်ပေါင်းရောက်သွားတယ်လောကုတ္တရမက္ခအဆင့်ရောက်သွားမှာပေါ့ဒီမဂ္ဂင်၈ပါး မှန်လားပါဗျာ ဟန်ချက်မညီသေးဘူးသူကိစ္စသူဆောင်ရွက်နေကြသေးတယ်တစားစီတစ်ခုစီဆောင်ရွက်နေကြသေးတယ်ဆိုရင်တော့ဝိပဿနာမက္ခပဲပုပ္ပပါကမက္ခလို့ခေါ်တာပေါ့ဒါကြောင့်မို့ဒီမှာဒီဥဒ္ဒံပါဠိတော်မှာတော့မြတ်စွာဘုရားထိုင်ရင်ဖြစ်စေရပ်နေရင်ဖြစ်စေထိုင်ရင်ဖြစ်စေလျောင်းနေရင်ဖြစ်စေမြည်သည့်ဥရိယာပုံနဲ့ပဲဖြစ်ဖြစ်ဧတံတတိံဘိက္ခုအဋိဋ္ဌာနောသီလသမာဓိပြည့်စုံပြီးတဲ့နောက်သို့မဟုတ်သီလဝိတ္တုစိတ်တဝိတ္တုရှိပြီးတဲ့နောက်မှာအဲ့ဒီစွမ်းအားတွေယူပြီးတော့ကမ္မထာအာယုန်တစ်ခုပေါ်မှာစိတ်ကိုစူးစိုက်ထားဒါမဟာစီဆရာတော်ဘုရားကြီးတို့ကျေးဇူးရှင်တတ္တမရန္တိဆရာတော်ဘုရားကြီးတို့ဒါဟောနေတဲ့တရားတွေပဲအကုန်လုံး မှန်လားပါဗျာ မြတ်စွာဘုရားဟောထားတဲ့အတိုင်းပဲဟောကြတာပဲเนาะ မှန်လားပါဗျာ အဲ့ဒါကိုစွစွမြဲမြဲအားထုတ်တဲ့အခါမှာတဲ့ရလကပါလဲဆိုလဘေထပုပ္ပပရိယဝိသေတပုပ္ပပရိယဝိသေတဆိုတာသမထကျင့်စဉ်တစ်ခုကိုကျင့်မယ်ဆိုလို့ရှိရင်ကြည့်စတင်ပြီးတော့ကျင့်လိုက်တဲ့အချိန်ကတမာတိလေးရလာတယ်သီလဝိတ္တုဖြစ်လာတယ်ဥပ္ပစာရတမာတိရတယ်အဲ့ဒီကနေဆင့်တက်လာတဲ့အခါပထမဇန်ဒုတိယဇန်တတိယဇန်နောက်ဆုံးမှာနေဝတ္တညာနောတ္တညာရဏဇန်လို့ဆိုတဲ့အဆင့်မြင့်တဲ့ဇန်ဖြစ်အောင်ရောက်သွားတယ်ဒါပုပ္ပပရိယဝိသေတာပဲရှေးကတဲ့နောက်ဟာထူးလာတယ် မှန်လားပါ အဆင့်ဆင့်တက်လာတယ်ရှေးကထူးတဲ့တရားတဲ့နောက်ကထူးတယ်ပထမဇန်နဲ့ဒုတိယဇန်ကထူးတယ်ဒုတိယဇန်နဲ့တတိယဇန်ကမြင့်လာတယ်ထူးခြားတယ်တတိယဇန်နဲ့သုဋ္ဌဇန်ကမြင့်လာတယ်ဟောဒီလိုပုပ္ပပရိယဆိုရှေ့နောက်မတူတော့ မှန်လားပါ အဲ့ဒါလို့မဟုတ်ဘဲနဲ့ဝိပဿနာကျင့်စဉ်နဲ့သွားမယ်ဆိုလို့ရှိရင်နာမရူပပရိစ္ဆေဒဉာဏ်အနေတက်လာတယ်ပထမနာမရူပပရိစ္ဆေဒဉာဏ်ရအဲ့ဒီနောက်ကျတော့ပစ္စယပရိက္ခအကြောင်းဥပ္ပါတွဲဖက်သိလာအဲ့ဒီနောက်ကျတော့မမြဲတဲ့သဘောတွေတာမညလက္ခဏာလို့ဆိုရဲအနိစ္စဒုက္ခအနတ္တဆင်ញင်သုံးသပ်နိုင်တဲ့စွမ်းရည်တစ်ခုရလာဟော
ထူးလာအဲ့ဒီကနေတဆင့်တက်သွားတော့ပစ္စုပန်ဆက်ဆက်မှာဖြစ်မှုပြက်မှုကိုရှုမြင်သုံးသပ်နိုင်တဲ့ဥရိယပြညာရအဲ့ဒီကနေတဆင့်တက်လာတဲ့အခါကျတော့ပြက်မှုကောခြုံမိငုံမိတိသွားတဲ့ဘင်္ဂညာဟောအနိစ္စရဲ့စွမ်းကိုဘင်္ဂောအနိစ္စတာယပရမဂောတိတဲ့နောက်ဆုံးဆင့်ရောက်တယ်အဲ့ဒီကနေပြီးတော့ဉာဏ်ဉာဏ်သွေးတွေဟာအမြင်တွေထူးခြားလာပြီးတော့ကြောက်စရာကြီးလို့မြင်လာတယ်ဗျာညာနော်အဗဒအန္တရာယ်များတဲ့အရာကြီးပဲလို့မြင်လာတယ်အာရိနဝညာညီငွေစရာကြီးပဲညီငွေလာတယ်နေဗိဒညာဒီလိုရှေ့နဲ့နောက်နဲ့မတူတစ်ခုနဲ့တစ်ခုထူးလာတာကိုပုပ္ပါပရိယဝိသေတာလို့ခေါ်တယ်မှန်ပါပါထူးခြားချက်တွေတရားထိုင်တဲ့ပုဂ္ဂိုလ်တွေကလည်းဒီလိုပဲထိုင်သားရနဲ့မတူတဖြည်းဖြည်းထူးလာထူးခြားတဲ့အတွေ့လေးတွေတွေ့လာတယ်လို့မြတ်စွာဘုရားကတကယ်တတိနဲ့ကျင့်ကြံကြုတ်ကိုအားထုတ်မယ်ဆိုရင်လဘေထပုပ္ပါပရိယဝိသေတာဒါရလာနိုင်တယ်တဲ့လတ္ထာနပုပ္ပါပရိယဝိသေတာနောက်ဆုံးမှာဝိပဿနာဉာဏ်ရင့်တန်လို့ယုတ်တရားနံတရားတွေပေါ်မှာဒီအသိဉာဏ်နဲ့လက်လျူရှုပြီးတော့မဂ္ဂင်၈ပါးရဲ့စွမ်းအားတွေဟာတခုတည်းလို့စွမ်းဆောင်နိုင်သွားပြီဆိုရင်ဝိပဿနာဉာဏ်ကနေပြီးတော့မဉဏ်ဖြစ်အောင်ဖြစ်ပေါ်လိုက်စေတယ်ပေါ့မဉဏ်ဆိုတာအားထုတ်ရတဲ့အရာမဟုတ်ဘူးအားထုတ်ရတာကဝိပဿနာပုပ္ပဘာကမက်ကိုသာအားထုတ်ရတာအဲ့ဒါကြောင့်မို့ပုပ္ပဘာကမက်ကိုညာယတအဓိကမာယဒီလိုဆိုလိုတာမှန်ပါပါဗျာညာယဆိုတဲ့နိဗ္ဗာန်လမ်းကြောင်းပေါ်ရောက်တဲ့အခါမှာနိဗ္ဗာန်တသစ္စည်းကရိယာယမက်ဆေ့ပေါ်လာပြီမက်ကမက်ဆေ့ဆိုတာကမက်ဆိုတာကဒီရှစ်ခုအပေါင်းကိုခေါ်တာ unity of eight factor 8 in 1ပေါ့ခုခေတ်လို့ပြောခြင်းဒီရှစ်ခုကိုတစ်ခုတည်းလှုပ်ထားတာရှစ်ခုကစွမ်းအားတွေညီသွားတဲ့အခါကျတစ်ခုတည်းလို့ဖြစ်သွားတယ်အဲ့ဒါကိုမက်ကသူ့ရဲ့စွမ်းဆောင်မှုက၃ခုရှိတယ်ဒါကတမ္မောဟဝိနောရဏိထက္ကထာမှာမက္ခသစ္စာနဲ့ပတ်သက်ပြီးတော့ဖွင့်ထားတာလေအထက်ကရာဆရာကြီးတွေကအဗ္ဗဓမ္မအစီအစဉ်ကြတယ်သူတို့ဖွင့်မှာတာမန်ဖွင့်တာမဟုတ်ဘူးပထမဒီမက္ခကိုဘယ်လိုဖွင့်လိုက်တောင်ဆိုနိဗ္ဗာန်နတ္ထိကေဟိမက္ခိယတိတိမက္ခောတဲ့မဂ္ဂင်၈ပါးကျင့်တရားကိုနိဗ္ဗာန်လိုချင်ရအောင်လုပ်ရှာခိုင်းဒါကိုရှာတဲ့နိဗ္ဗာန်ချမ်းသာရပါလို့ဤလို့တင်ဆူတောင်းမနေနဲ့ရချင်ပြီဆိုရင်မဂ္ဂင်၈ပါးကိုကိုယ်တဏ္ဍာမှာရအောင်လို့ရှာတဲ့ဒါမက္ခကရှာခြင်းဆိုတဲ့အဓိပ္ပာယ်နဲ့ပြောတာဒါကနိဗ္ဗာန်ရချင်သူတွေအတွက်ဘာလုပ်ရမလဲဆိုတာလမ်းညွှန်မှုပေးတဲ့ဝဆနာထပဲပေါ့မှန်ပါပါဗျာစကားလုံးကို definition ပေးတဲ့အခါမှာအဆင့်လိုက်ပေးသွားတယ်ဒီတဲ့အဆင့်မြင့်သွားပြီဆိုရင်ကဲဟုတ်ပြီနိဗ္ဗာန်လိုချင်လို့ရှာလိုက်ပါတယ်မက္ခရလာပြီနိဗ္ဗာန်ကိုတော့ဘယ်သူဟာရှာပေးမှာတော့လို့နိဗ္ဗာန်ရှာပေးလက်လူရှာရအောင်မလားလို့ဆိုမဟုတ်ဘူးနောက်ဒုတိယဝိချိုကြတာနိဗ္ဗာန်မက္ခတိခဝေတတိတိမေခောတဲ့ဒီရှစ်ခုကပဲနိဗ္ဗာန်ကိုရှာပေးပါတဲ့တခြားလူကသွားရှာမှာမဟုတ်ဘူးနော်ဒီရှစ်ခုကသူရှာမှာကိုကဒီရှစ်ခုသာရအောင်ရှာလို့ဒီရှစ်ခုကမကြွားဖြစ်လာရင်သူကရှာသွားမှာဒါဖြင့်ရှာတဲ့အခါကျတော့ဘယ်လိုရှာတာတုံးလို့ဆိုတော့ကိလေသေမာရင်တော်နိဗ္ဗာန်ကိစ္စတိတိမေကောတစ်ဖက်ကကိလေသာတွေကိုဖယ်ရှားပြလိုက်ပြီးနိဗ္ဗာန်ကိုပို့ပေးလိုက်တယ်ဟောဒါသူရှာပုံရှာနည်းပဲဒါကအစစ်မြင့်တဲ့ဝိချုံနောက်ဆုံးဟာကနော်မှန်ပါပါဗျာအဲ့တော့အစဉ်30နဲ့ပြထားတာဒါအမှတ်တမဲ့ရေးတဲ့စကားလုံးမဟုတ်ဘူးသေးသေးချာချာဖွင့်ဆိုထားတဲ့စကားလုံးတစ်ခုပဲဒါကြောင့်မို့လို့ပုပ္ပါပရိယဆိုတာရှေ့နဲ့နောက်နဲ့မတူတဲ့ထူးခြားတဲ့တရားတို့တရားမြတ်တွေလတ္ထာပုပ္ပါပရိယဝိသေသအဲ့ဒါတွေရလာလို့ရှိရင်ဘာဖြစ်လဲတဲ့အဋ္ဌတနံမစ္ဆုရာဇတခေစေတေမင်းမမြင်ရရောက်သွားပြီတဲ့အဲ့ကြရင်မှန်ပါပါနိဗ္ဗာန်နဲ့တွေ့သွားပြီဆိုရင်တေမင်းမမြင်ရရောက်သွားပြီမှန်ပါပါဗျာခန္ဓာ၅ပါးမရှိတော့တဲ့နောက်မှာဆိုရင်ဒီရတ္တမေရတ္တဖို့ရလိုက်တာနဲ့နောက်ထပ်ခန္ဓာ၅ပါးဆိုမလာတော့မလာရင်သေမင်းမလာတော့ဘူးပေါ့မှန်ပါပါဗျာခန္ဓာလာနေရင်သေမင်းလာအောင်မှာပဲလေမှန်ပါပါဗျာခန္ဓာဆိုတာသေမင်းခေါ်တာကြောင့်ဒီလိုလက္ကုဏကပတ္တိယ
ယဟန္တာမထေရမြတ်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကျင့်စဉ်တစ်ခုဖော်ထုတ်ပြီးတော့ဟောထားတာရှိတယ်ဟော မှန်ပါပါဗျာ တခါနောက်တစ်ခါဒါကတော့ဝိပဿနာကျင့်စဉ်နေဒါအချမ်းမြင်ဟောတာအသေးစိတ်ကတော့ဆရာတော်ဘုရားကြီးတွေဟောထားတဲ့အတိုင်းကျင့်မှုပဲလိုတာပဲနော် မှန်ပါပါဗျာ ကျင့်မှုပဲလိုတာမြတ်စွာဘုရားကခြုံငုံပြီးတော့ဟောထားတာနောက်ထပ်ဒေသနာတော့ရှိသေးတယ်ဘာလဲလို့ဆိုရင်သေမင်းမမြင်အောင်ဘာလို့อ่ะသေမင်းမမြင်ရကိုသွားတယ်ဘယ်လိုပုဂ္ဂိုလ်မျိုးကိုသေမင်းကမမြင်တာတော့လို့ဒီလိုဆိုတာပေါ့သေမင်းမမြင်နိုင်တဲ့ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်မျိုးလဲဘယ်လိုကျင့်တဲ့ပုဂ္ဂိုလ်မျိုးဟာသေမင်းမမြင်နိုင်ဘူးလေဆိုတာအဲ့ဒီမှာပါရယဏဝဲမှာဒီမောဂရာဇကိုဟောထားတဲ့ဒေသနာတစ်ခုရှိတယ်တုံညတော်လောကအဝက္ခတုလောကနဲ့ပြောနေတာတခြားပြောတာမဟုတ်ခန္ဓာကိုပြောတာ မှန်ပါပါဗျာ အာယတနာကိုပြောတာဓာတ်ကိုပြောတာဘာနဲ့ပဲပြောခန္ဓာနဲ့ပြောရင်လည်းပြီးတယ်အာယတနာနဲ့ပြောလည်းပြီးတယ်ဓာတ်နဲ့ပြောလည်းပြီးတယ်နော် မှန်ပါပါဗျာ အဲ့တော့လောကဆိုတာခန္ဓာကိုပြောတာအဲ့ဒီခန္ဓာကိုတဲ့တုံညလို့ရှုနိုင်ရမယ်ဒါဖြင့်ခန္ဓာကိုတုံညလို့ရှုတယ်ဆိုတာခန္ဓာမရှိဘူးလို့ရှုခိုင်းတာလားလို့ဆိုမဟုတ်ဘူးခန္ဓာထဲမှာငါရယ်ငါဟာရယ်မရှိတာပြောတာ မှန်ပါပါဗျာ ခန္ဓာ၅ပါးတော့ရှိတာပေါ့ခန္ဓာ၅ပါးထဲမှာငါမရှိဘူးငါဟာမရှိဘူးလူတွေကလှုပ်တယ်လေအဟံမမငါရယ်ငါဟာရယ်ခန္ဓာ၅ပါးကိုပဲကြည့်ပြီးငါလို့လည်းပြောတယ်ငါဟာလို့လည်းပြောတယ်နော်အဟံလို့ပြောတာအစွဲလန်းတစ်ခုအနေနဲ့ဒီနေရာမှာအဟံလို့ပြောတာဟာဒီအဟံကာရမမံကာရမာနာနုတ္တရာလို့ဆိုတဲ့နေရာမှာအထက်ကရာမှာအဖွင့်နှစ်ခုရှိနေတယ်ဘုန်းကြီးတို့သဘောချအရာပြောရမယ်ဆိုရင်အဟံကာရကိုဒိဋ္ဌိလို့ပဲယူကြတယ်မမံကာရအတ္တနာမာနာနုတ္တရာကတတ္တမာနကိုဟောထားတယ်သို့တော်တချို့ထက်ကရာမှာအဟံကာရကိုမာနလို့ဖွင့်တယ်မမံကာရကိုတဏှာလို့ဖွင့်တယ်အဲ့တော့မမံကာရနဲ့ပြောเสียအကြောင်းမရှိဘူးအဟံကာရမှာမာနဖွင့်တာရှိတယ်ဒိဋ္ဌိဖွင့်တာရှိတယ်နောက်ကမြတ်စွာဘုရားသုံးတဲ့စကားလုံးကအဟံကာရမမံကာရမာနာနုတ္တရာလို့ဆိုတဲ့စကားကိုကြည့်မာနကိုတိုက်ရိုက်ဟောထားတာဖြစ်သောကြောင့်အဟံကာရကိုဒိဋ္ဌိလို့ဖွင့်တာပို့ပြီးတဘာဝကြတယ်လို့ဒီလိုဆို မှန်ပါပါဗျာ ဘာဖြစ်လို့လဲဆိုအဟံဆိုတာဘာကိုပြောတာတုံးဆိုအတ္တကိုပြောတာဒီနေရာမှာမမဆိုတာဘာကိုပြောတာတုံးဆိုအတ္တနိယကိုပြောတာအတ္တနဲ့အတ္တနိယဒီနှစ်ခုကိုညှင်းကွယ်တာပဲ မှန်ပါပါဗျာ နော်အဲ့ဒါကိုပဲမြတ်စွာဘုရားတစ်ခါဟောတာအဟံမမံဒီနှစ်ခုပဲသုံးတယ်အမြဲတမ်းငါဆိုတာမရှိဘူးငါဟာမရှိဘူးငါမှမရှိရင်ငါဟာပဲရှိမလဲလေ မှန်ပါပါဗျာ ငါရှိမှငါဟာရှိလို့ရတော့မှာပေါ့နော် မှန်ပါပါဗျာ အဲ့တော့ခန္ဓာ၅ပါးတဲ့ကြည့်ရင်ခန္ဓာ၅ပါးခန္ဓာ၅ပါးပဲငါမဟုတ်ဘူးငါမဟုတ်ရင်ခန္ဓာ၅ပါးတဲ့တခုငါဟာလည်းမဟုတ်ဘူးလို့အဲ့ဒါလို့ငါဟာဆိုတဲ့အထင်အမြင်တွေဟာစိတ်သုံးနေတို့ခန္ဓာ၅ပါးကိုတုံညလို့ရှုပါလို့ဒီလိုပြောတာ မှန်ပါပါဗျာ တုံညတလောကတုံမှာရှင်အနန္ဒာကိုမြတ်စွာဘုရားဟောတာရှိတယ်တုံညောလောကောဆိုတဲ့ဘေကောနဲ့ပတ်သက်ပြီးတော့စက္ခုတုံညံအတ္တေနဝါအတ္တနိယေနဝါဒီလိုပဲဟောတာနော် မှန်ပါပါဗျာ အဲ့တော့စက္ခုတုံညံအတ္တေနဝါအတ္တနိယေနဝါဆိုမျက်လုံးကိုမရှိဘူးပြောတာမဟုတ်မျက်လုံးဟာကင်းစိတ်နေတယ်ဘာနဲ့ကင်းစိတ်တာတော့ဆိုအတ္တမှကင်းစိတ်တယ်အတ္တရဲ့ပိုင်ဆိုင်မှုကကင်းစိတ်တယ်အိမ်ကြီးထဲမှာလူမရှိရင်အိမ်တော့ရှိတာပေါ့လူမရှိဘူးပြောတာလေ မှန်ပါပါဗျာ တုံညခေဟာဆိုလူမရှိတာကိုပြောတာအိမ်မရှိတာကိုပြောတာ မှန်ပါပါဗျာ သို့တော့ဘုရားဘာသာနောက်ပိုင်းမှာ dialectic အနေနဲ့လေ့လာတဲ့နာဂချုဏဆိုတဲ့ဘုန်းကြီးတစ်ပါးပေါ်ခဲ့ဘူးတယ်အိန္ဒိယနိုင်ငံမှာနာလန္ဒတက္ကသိုလ်မှာရှေးတုန်းကနာလန္ဒတက္ကသိုလ်မှာနော် မှန်ပါပါဗျာ သူကစာအုပ်တော့ရေးတယ်။ဘာရေးတော့ဆိုမတ္တယာမိက philosophy ဆိုစာအုပ်တော့မတ္တယာမိကကာရိကာတဲ့မတ္တယာမိကဆိုတာမစ္စည်းမိကဆိုတာမစ္စည်းမပฏิပဒါပြောတာ central philosophy ပေါ့အလယ်လက်ကနေပြောတယ်ဆိုတာသူကတော့ဘာတော့ဆိုတပ္ပံတုံညာ all are empty ဘာမှမရှိဘူးလို့သူကပြောတယ်သူ
ပြောတဲ့ဟာဘာမှမရှိဘူးဆိုရုပ်လည်းမရှိဘူးဝေဒနာလည်းမရှိဘူးတင်ညာလည်းသင်္ခါရလည်းမရှိဘူးဆိုအဓိပ္ပာယ်ရောက်သွားတယ်ဘာမှမရှိဘူးဆိုသူ့ဝါဒလည်းမရှိဘူးလို့ပြောရမှာပဲဒါမှန်ပါဗျာအဲ့တော့သူကတော့ဖြေရှင်းတယ်သူကအားလုံးက negative ပဲ dialectic လို့ခေါ်တာသူစဖွင့်ကြတဲ့ကအဲ့ negative နဲ့ဖွင့်လာတာအဲ့ဒီကြံကနားလဲဖို့အမှန်တမ်းခက်တယ်အဖြေမှမထုတ်တာအဖြေမထုတ်တော့ဘုန်းကြီးတို့အဲ့ကြံကိုသင်တဲ့အခါမှာအိုးတောင်ချဆိုင်တော့ဘာအဖြေထုတ်မှာဘာမှအဖြေထုတ်လို့မရတော့ဘာပြောချင်တာတုံးဆိုတာကိုခက်တယ်နားလဲဖို့သူကအဖြေပေးတာမဟုတ်ဘူးအကုန်ညင်းတာလေမှန်ပါပါသူအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ဆိုလိုတာကသူကပရိစ္ဆေသမုပ္ပါဒ်ကိုသူပြောတာပါတဲ့သားနဲ့အဖလို့ပါပဲတဲ့သားနဲ့အဖဆိုတာဘာလဲလို့ဆိုတဲ့အခါမှာသားနဲ့အဖဆိုတာနှစ်ယောက်ရှိမှသားလို့ခေါ်လို့ရတယ်အဖလို့ခေါ်လို့ရတယ်တယောက်တည်းနဲ့သားဆိုတာမရှိဘူးတယောက်တည်းနဲ့အဖဆိုတာမရှိနိုင်ဘူးလေအဖေမရှိဘဲနဲ့ဘယ်လိုလုပ်သားဖြစ်သားမရှိဘဲနဲ့လည်းဘယ်လိုလုပ်သူ့အဖေခေါ်မှာဆိုလိုတာအဲ့ဒါလို့ဆိုတာတစ်ခုနဲ့တစ်ခုကမိတီပြီးတော့နေတော့တစ်ခုမရှိရင်နောက်တစ်ခုမရှိဘူးအဲ့ဒါကိုတုံညာလို့သူကပြောတာအကြောင်းမရှိရင်အကျိုးမရှိနိုင်ဘူးလေအကျိုးမှမရှိရင်လည်းအကြောင်းဆိုတာမရှိပြန်ဘူးသူကတစ်ခုမရှိရင်တစ်ခုမရှိဘူးနှစ်ခုပြိုင်လို့ရှိမှရှိတယ်လို့ပြောပြီးတော့သူကတစ်ခုဖယ်လိုက်ရင်နောက်တစ်ခုမရှိတော့ဘူးဆိုတာကိုရည်ညွှန်းပြီးတော့သူကပြောတယ်လို့ဆိုတာသူထဲကလည်းတော်တော်ထူးထူးဆန်းဆန်းရှိတယ်တန်တရားနဲ့နိဗ္ဗာန်အတူတူပဲလို့ပြောတာသူပဲအဲ့တော့ကောင်းပြီထားတော့ဒီမှာတုံညတော်လောကအဝိခတ်တုဆိုတာခန္ဓာ၅ပါးထဲမှာငါဆိုတာမရှိဘူးငါဟာဆိုတာမရှိဘူးလို့မြင်နိုင်ရမယ်ဒါအနတ္တကိုရှုခိုင်းတာပေါ့နော်မှန်ပါပါဗျာအဲ့ဒါလို့အနတ္တတတိကြီးစွာထားပြီးတော့အဲ့ဒါလို့ရှုတဲ့အခါမှာဘာကိုဖယ်ရှားနိုင်လို့ဆိုရင်အတ္တနုဒိဋ္ဌိဆိုတာဖယ်ရှားနိုင်တယ်အတ္တဆိုတဲ့အမြင်ကိုဖယ်ရှားနိုင်တယ်ပေါ့ငါဆိုတဲ့အတွေးကိုဖယ်ရှားနိုင်တယ်ငါဆိုတဲ့အတွေးဖယ်ရှားလိုက်တာနဲ့ငါဟာဆိုတာမရှိတော့ဘူးလေမှန်ပါပါဗျာဒါကြောင့်မို့ဒိဋ္ဌိနဲ့တဏှာကသူကတွဲဖက်ပြီးတော့နေတာပို့ပြီးတော့ခေါင်းမာတာကတဏှာပို့ခေါင်းမာတယ်နော်မှန်ပါပါဗျာအဲ့တော့ဥပါဒံတရားနှစ်ပါးထဲမှာတဏှာပစ္စယဥပါဒနာဆိုတဏှာရဲ့နေကတဏှာထဲမှာလည်းသူပါတယ်ဥပါဒံထဲမှာလည်းသူကပါတယ်တဏှာကိုတဏှာလို့လည်းခေါ်တယ်ဥပါဒံလို့လည်းခေါ်တယ်ဖြစ်ခါစားတဏှာကိုဒီလိုခွဲကြတာပေါ့နော်မှန်ပါပါဗျာအရှိန်တိတ်ပြီးတော့အရှိန်မရသေးတဲ့တဏှာကိုတဏှာလို့ခေါ်ပြီးတော့အရှိန်ရလို့ဆွဲဆုပ်ထားတဲ့တဏှာကြတော့ဥပါဒံလို့ခေါ်ပြန်ဒိဋ္ဌိကြတော့ဒိဋ္ဌိနဲ့ဥပါဒံလို့ဒီလိုမခွဲတော့ဘူးဒိဋ္ဌိကတော့ဖြစ်ဖြစ်ချင်းဥပါဒံမဲ့သူဟာဥပါဒနာလို့ပြောတာဒိဋ္ဌိကြတော့ဟုတ်လားအားပြောတဲ့ဒိဋ္ဌိကိုဒိဋ္ဌိလို့ခေါ်ပြီးတော့အားကောင်းတဲ့ဒိဋ္ဌိကြမှာဒိဋ္ဌိလို့ဥပါဒံလို့ခေါ်တာမဟုတ်ဘူးမှန်ပါဗျာဒါကြောင့်မို့လို့ဒီဆွဲလန်းမှုဆိုတဲ့နေရာမှာအမြင်မှားနဲ့ဆွဲလန်းတာရှိတယ်အတွေ့အတာနဲ့ဆွဲလန်းတာရှိတယ်ပေါ့အဲ့ဒီအတွေ့အတာနဲ့ဆွဲလန်းမှုကအမှန်တမ်းကြီးမားတယ်လို့ဒီလိုပြောရမှာမှန်ပါပါဗျာအဲ့ဒါကြောင့်မို့လို့ဒိဋ္ဌိကိုရှင်းလိုက်ပြီဆိုရင်သူကအများကြီးသက်သာသွားတယ်အတ္တနုဒိဋ္ဌိကိုရှင်းလိုက်တယ်အဲ့ဒါလို့ရှင်းလိုက်တာနဲ့တပြိုင်နက်မစ္စုတရောတဲ့သိခြင်းတရားကိုဖြတ်ကျော်နိုင်သွားပြီတဲ့ငါဟာလို့ဆိုတာမရှိတော့ဘူးငါဆိုတာမရှိတော့ဘူးလို့ပိုင်ပိုင်နိုင်နိုင်သိလိုက်တာနဲ့တပြိုင်နက်သိခြင်းတရားကိုဖြတ်ကျော်သွားနိုင်တယ်အဲ့ဒါလို့လောကကြီးကိုတုံညလို့အနတ္တရှုမြင်သုံးသပ်မှုဒါအနတ္တတခုတည်းဥတီခေါ်လို့ဒီမောဂရာဇဆိုတဲ့ဒီဘာဝရိပုံနာကြီးရဲ့တပြိပေါ့နော်ဘာဝရိပုံနာကြီးရဲ့တပြိကိုဥတီပြီးတော့မြတ်စွာဘုရားဟောလို့ဒီဟာကိုဟောတာတပြိဟာတွေအနိစ္စမရှိရဘူးဟောတာမဟုတ်ဘူးဒုက္ခမရှိရဘူးဟောတာမဟုတ်ဘူးအဲ့တော့အနိစ္စရှုရှုဒုက္ခရှုရှုအနတ္တရှုလိုက်တဲ့အခါဧဝံလောကံအဝိခန္တံမစ္ဆုရာဇာနပတ္တိတဲ့ခန္ဓာဆိုတဲ့လောကကြီးကိုတုံညလို့ရှုနိုင်ပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကိုသိမင်းမမြင်တော့ဘူးတဲ့ဒီလိုဆိုလိုတာနော်မှန်ပါဗျာဆိုလိုတာကသူကဒီလိုရှုနိုင်လို့ကိလေသာတွေကုန်သွားပြီဒီထအောင်ယူရမှာကိလေသာတွေကုန်သွားလို့ကံတရားတွေကိုလည်းထိန်းချုပ်ပြလိုက်နိုင်ပြီကိလေသာမရှိရင်ကံကလည်းကျုံးပေးနိုင်ဘူးလေကမ္မនិရောဓိကိလေသာនិရောဓောတဲ့ကံချုပ်သွားရင်ကိလေသာនិရောဓိကမ္မនិရောဓောကိလေသာချုပ်ရင်ကံလည်းချုပ်သွားတယ်
ဒါကြောင့်မလို့အပိုင်း၃ပိုင်းကိုကြည့်ကြည့်ပေါ့ဝတ်၃ပါးလို့ခေါ်ရတဲ့မယ်ကိလေသာကမ္မဝဝိပါကဝကိလေသာဝကိုပယ်ခိုင်းတာ မှန်ပါပါဗျာ ကိလေသာဝပယ်လိုက်တာနဲ့တပြိုင်နက်ကမ္မဝကလည်းလူလျောက်ပြုတ်ထွက်သွားတယ် မှန်ပါပါဗျာ ကမ္မနဲ့ကိလေသာနှစ်ခုပေါင်းစပ်မှဝိပါကဆိုတာထုတ်လုပ်နိုင်တယ်ကံတစ်ခုတည်းကမထုတ်လုပ်ဘူး မှန်ပါပါဗျာ ကံနဲ့ကိလေသာပေါင်းထုတ်တဲ့စာဒါပရိစ္ဆေသမုပ္ပါဒ်ကိုသိချကြည့်အဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏံကြည့်ဝိညာဏကျမဘဝစာတာ မှန်ပါပါဗျာ အဲ့တော့အဝိဇ္ဇာကကိလေသာသင်္ခါရကကမ္မ မှန်ပါ ဟောကံနဲ့ကိလေသာနှစ်ခုပေါင်းပြီးတော့ဝိပါကဝကိုဖြစ်စေတာ မှန်ပါပါဗျာ ဝိညာဏဟောနောက်ပိုင်းကြည့်ဦးမလားနောက်ပိုင်းကြည့်လို့ရှင်ဥပါဒနာပစ္စယဘဝပစ္စယဇာတိဥပါဒံဆိုတာကိလေသာနော် မှန်ပါပါဗျာ ကိလေသာဘဝဆိုတာကာမဘဝပြီးတော့မှဘဝပစ္စယဇာတိဆိုတဲ့ဟောအကျိုးတရားကိုထုတ်ပြန်တယ်အဲ့တော့ဘယ်ခါပဲဖြစ်ဖြစ်ကံနဲ့ကိလေသာပေါင်းပြီးတော့မှအလုံးလုံးကြတယ်ဒါမှမတန်ရှင်းတယ်လေမျိုးစိလေးကတစ်ပင်တစ်ပင်ပေါက်ချင်တယ်ဆိုလို့ရှိရင်မြေနဲ့ရေနဲ့ပေါင်းမှသူကပေါက်လို့ရတာ မှန်ပါပါဗျာ သူ့ကြီးမှာပေါက်မှမပေါက်တာမယုံရင်6တွေ့နေတဲ့ပလင်းနဲ့ထဲပိတ်ထားလိုက်အဲ့မျိုးစိလေးကအပင်ပေါက်ပါမလား မပေါက်နိုင်ပါဗျာ အဲ့တော့ရေဓာတ်ကလေးတော့မပါစေနဲ့ပေါ့ရေဓာတ်လေးပါရင်တော့အညောင်းထွက်လာမှာပေါ့6တွေ့နေအောင်သာထားလိုက်ပေါက်နိုင်နော် ပေါက်နိုင်ပါဗျာ အဲ့တော့မြေနဲ့ရေနဲ့အကူညီရမှပေါက်တယ်လို့ပဲကိလေသာနဲ့ကံနှစ်ခုပေါင်းမှမျိုးစိလေးကအပင်ပေါက်လို့ရတယ် မှန်ပါပါဗျာ အဲ့ဒီသဘောအခုလည်းကိလေသာတွေကိုဖယ်လိုက်တာနဲ့ကံဟာအိုက်ဆိုလိုက်တဲ့လှုပ်ပြီးသားဖြစ်သွားတယ် မှန်ပါ ကန့်တတ်ပြီးသားဖြစ်သွားတယ်ပြစ်သွားသည့်အတွက်ကြောင့်ကံရဲ့အစွမ်းစားတွေဟာပြတ်သွားတယ်ပြတ်သွားသည့်အတွက်ကြောင့်ဘဝတစ်ခုကိုသူမလုံနိုင်တော့မလုံနိုင်တဲ့အခါဝိပါကဝကြီးက remain ဖြစ်နေသေးတဲ့အချိန်မှာဆိုရင်တဥပါရိသေတာနိဗ္ဗာန်လို့ခေါ်တာအဲ့ဒါပါပြုတ်ထွက်သွားပြီဆိုရင်နောက်ထပ်အဆက်မရှိတော့ကမ္မဝကိလေသာဝဖြုတ်လိုက်တယ်ကမ္မဝကလည်းပြတ်ထွက်သွားတယ်ဝိပါကဝကလည်းနောက်ထပ်မဆက်တော့ဘူးအချိန်ကုန်လို့ရှိရင်ပြုတ်သွားပြီဆိုတော့ကွက်လက်ကြီး၃ခုဖြစ်သွားတာအဲ့ဒါဟာသေမင်းမမြင်တဲ့နေရာပဲ မှန်ပါပါဗျာ ကိလေသာဝတ္တိကုန်သွားပြီကာမဝတ္တိအလုံးမလုံးတော့ဘူးဝိပါကဝကလည်းအချိန်တန်တော့သူ့ဘာသူကုန်သွားပြီဆိုလို့ရှိရင်ဒါအဋ္ဌတနံမစ္ဆုသာသကိစ္စေပြီပဲသေမင်းမမြင်ရဘူးသွားရမယ်ဆိုတာအဲ့ဒီကိုရောက်အောင်သွားမှာနော် မှန်ပါပါဗျာ အဲ့ဒီရောက်အောင်သွားဖို့ကြတော့ဘာနဲ့သွားမှာတော့ဆိုအခုကြည့်တုံညာတော်လောကံအဝိခတ်တုခန္ဓာကိုတုံညာလို့ရှုခိုင်းတာဆိုလိုတာကတော့ခန္ဓာကိုဝိပဿနာရှုပါလို့ပြောတာ မှန်ပါပါဗျာ ဝိပဿနာဉာဏ်အဆင့်ဆင့်နဲ့ရှုမှတ်ပြီးတော့သွားလိုက်ပြီဆိုတဲ့အခါမှာဒီအတ္တဒိဋ္ဌိကနေစပြီးတော့အကုန်ကိလေသာတွေတစားစီဖြုတ်သွားလိုက်တာနောက်ဆုံးမှာသောတပန်ဖြစ်လောက်တဲ့ဝိပဿနာဉာဏ်အဆင့်ရောက်လာရင်သောတပန်ဖြစ်သွားတယ်တဂရဂံဖြစ်ဖို့အတွက်ဝိပဿနာထပ်ဆင့်ကျင့်ဝိပဿနာတဂရဂံဖြစ်လောက်တဲ့ဝိပဿနာဉာဏ်ကတဂရဂံအဖြစ်ကိုရောက်သွားစေတယ်တခါတဂရဂံဖြစ်ပြီးတော့လေဘာလို့ဒီဝိပဿနာအကျင့်ကိုပြန်ကျင့်တယ်စွမ်းအားတွေမြင့်လာတယ် level ရှိတယ် degree ရှိတယ်ဝိပဿနာသောတာပန်ရဲ့ဝိပဿနာတဂရဂံရဲ့ဝိပဿနာအနာဂံရဲ့ဝိပဿနာမတူဘူး မှန်ပါပါဗျာ အနာဂံရဲ့ဝိပဿနာကြတဲ့အခါကျတော့အနာဂံပုဂ္ဂိုလ်တွေဟာဒီဓမ္မရာဂဓမ္မနန္ဒီလို့ခေါ်တဲ့ဒီဝိပဿနာအပေါ်မှာတွေ့တာမှုလေးရှိနေသေးတယ်သူရထားတဲ့တရားဥတရားမြတ်လေးပေါ်မှာအတွေ့အတာလေးရှိနေသေးရင်ဓမ္မရာဂဓမ္မနန္ဒီပဲသူဟာယဟန္တာဖြစ်ဖို့ဝိပဿနာအဆင့်ကိုမရောက်နိုင်တဲ့အတွက်ကြောင့်ယဟန္တာမဖြစ်နိုင်သေးဘူးအဲ့ဒီအတွေ့အတာကိုပါဖြတ်ပြီးတော့အနာဂံပုဂ္ဂိုလ်ကဝိပဿနာအဆင့်မြင့်လိုက်ပြီဆိုလို့ရှိရင်ရတ္တမေရတ္တဖို့ဆိုပေါ်သွားပြီအဲ့ဒီရတ္တမေရပြီဆိုတဲ့အခါမှာရတ္တမေနဲ့ကိလေသာတွေအကုန်ဖယ်ရှားပြလိုက်တော့ကိလေသာဝုကကျွတ်ထွက်သွားပြီကိလေသာဝုကကျွတ်ထွက်သွားသည့်အတွက်ကြောင့်ကာမဝတ္တေကအလုံးလုံးလို့မရတော့ဘူးမရတဲ့အခါဝိပါကဝ remain ရှိနေသေးသမျှကာလပတ်လုံးတဥပါရိသေတာနိဗ္ဗာန်ဒီဝိပါကဝပါကုံသွားပြီဆိုရင်အနုပါရိသေတာနိဗ္ဗာန်လို့ဆိုရရောက်တဲ့အချိန်မှာသေမင်းမမြင်တဲ့နေရာရောက်သွားပြီလို့ဒီလိုပြောရမှာပေါ့ မှန်ပါပါဗျာ ဒါကြောင့်မို့အဲ့လိုကျင့်တဲ့ပုဂ္ဂိုလ်ဝိပဿနာကျင့်စဉ်ကျင့်ပြီးတော့ရှုမြင်နိုင်တဲ့ပုဂ္ဂိုလ်မျိုးမစ္ဆုရာဇာနပ္ပတ္တိသေမင်းကရှံပတွေးတဲ့ပုဂ္ဂိုလ်မျိုးဖြစ်တယ်တဲ့ဒီလိုဟောတာနော် မှန်ပါပါဗျာ ဓမ္မပဒမှာဟောထားတဲ့ဒေသနာတော်တွေလည်းဒါပဲ
ဖေနုပမံကာယမိမံဝိရိတဝမရိစီဓမ္မအဘိတံဗုဒ္ဓနောဒါကခန္ဓာတွေနဲ့ပတ်သက်ပြီးတဦးနဲ့တဦးရှုမြင်သုံးသပ်ပုံလေးတွေမတူတာကိုပြောတာ မှန်ပါပါဗျာ ဘယ်လိုဝိပဿနာဉာဏ်အမြင်နဲ့ပဲမြင်နောက်ဆုံးကတော့ကိလေသာဖယ်တာပါပဲ မှန်ပါပါဗျာ တခါယထာပုဂ္ဂုလကံပတ္တိယထာပတ္တိမရိစိကံဧဝံလောကံအဝိခန္တံမစ္ဆုရာစာနပတ္တိတို့ပုဂ္ဂိုလ်အလိုက်မြတ်စွာဘုရားကတေမင်းမမြင်နိုင်တဲ့ပုဂ္ဂိုလ်တွေအကြောင်းကိုရှင်းပြတာအကျဉ်းချုပ်ပြောရမယ်ဆိုရင်တေမင်းမမြင်တဲ့ပုဂ္ဂိုလ်ဟာဝိပဿနာကျင့်စဉ်ကိုကျင့်လို့နောက်ဆုံးမှာမတ်ဖို့အစဉ်စဉ်ရလို့နောက်ဆုံးကိလေသာတွေကိုဖယ်ရှားနိုင်တဲ့အရတ္တမေဆိုတဲ့မတရားကိုရပြီးတဲ့အခါမှာကိလေသာတွေအလုံးကုန်သွားသည့်အတွက်ကြောင့်ကံတရားတွေရဲ့အစွမ်းစားတွေကိုထိမ့်ချုပ်ပြီးသားဖြစ်သွားတယ်ထိမ့်ချုပ်ပြီးသားဖြစ်သွားတဲ့ကြောင့်ကံကထုတ်လုပ်ထားတဲ့ကံနဲ့ကိလေသာပေါင်းပြီးတော့ထုတ်ထားတဲ့ဝိပါကဝေါကလည်းအချိန်တန်တော့သူကသူဆုံးသွားမှာပဲဘယ်လိုဆုံးသွားတာတုံးဆိုစီမိကွက်ကလေးထွန်းထားတယ်မိစာလေးကလည်းကုန်သွားတယ်စီကလည်းခန့်တယ်နောက်ထပ်ထပ်ဖြည့်မဲ့လူမရှိတော့စီလောင်းပေးမဲ့လူမရှိတော့ဘူးဆိုလို့ရှိရင်ဒီမိတော့လေးပါဖြစ်မှာငြိမ့်ဖို့ပဲရှိတော့တာပေါ့ငြိမ့်သွားပြီဆိုရင်သေမင်းမမြင်တော့ဘူးလို့ဒီလိုပြောတာနော်အေးအဲ့ဒီလိုအကျင့်တရားကိုကျင့်ကြံကြိုးကိုအထုတ်မှသေမင်းမမြင်ရရောက်မယ်လို့ကိုစီသဘောကြပြီဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်အတိုင်းတို့တွေဟာသေမင်းမမြင်ရအယတ်သူသွားရောက်ကြအောင်မှာဖြစ်တယ်အကယ်၍မသွားရောက်နိုင်သေးလို့ရှိရင်တော့အဖန်တလဲလဲသေခြင်းဆိုတာတွေနဲ့ရင်ဆိုင်တွေ့ကြရမှာဖြစ်တယ်ဒါကြောင့်မို့သေမင်းမမြင်ရအယတ်ကိုသွားဖို့ရအတွက်သီလသမာဓိသီလဝိသုဒ္ဓိစိတ်တဝိသုဒ္ဓိတွေကိုအခြေခံပြီးတော့နောက်ဆုံးမှာဝိပဿနာကျင့်စဉ်ကျင့်လို့ဝိသုဒ္ဓိအစဉ်စဉ်တက်သွားပြီးတော့နောက်ဆုံးမှာရတ္တမေရတ္တဖို့ဆိုတဲ့အစွမ်းထက်တဲ့ဒီတရားမြတ်တွေရမှသာလျှင်သေမင်းမမြင်တဲ့အရက်ကိုရောက်နိုင်မှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးချင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဓမ္မောတတံပိဝိတဝါနဝိသာတပိတမုဟတာအာစရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာတော်ဓမ္မောတရံလောဘဒေါသအမောစိတ်တောက်ကင်းပြောက်ကြည်အေးတရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရအနာကြရကုန်သောကြောင့်ဝိသတဝေပူဇာညစ်နောက်ကိလေသာဆေယတောက်ဟူသမျှတို့သည်သမုဟတပိဉ္ကြပဲတွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပြီးမရောက်အောင်ပယ်ဖြောင်းအပ်ကုန်သည်ဟောတုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘောင်ကိလေသာဟုပုခတိန်ကင်းငြိမ်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြို့တော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအဆင့်ဆင့်မြင့်နေမြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း